အားလုံးပဲမင်္ဂလာပါ ADHFC မှာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့လာမဲ့ဒီ Saturday Sunday မှာဒီ Premier League Week 10ရဲ့ပွဲစဉ်တွေထဲမှာစိတ်ဝင်စားတာကောင်းတဲ့ပွဲစဉ်တွေအများကြီးရှိတယ်ခင်ဗျာအဲ့ဒီပွဲစဉ်တွေထဲမှာဒီအသင်းကြီးအသင်းရဲ့ပွဲစဉ်ဖြစ်တဲ့ဒီ Arsenal အသင်းရဲ့ပွဲ Arsenal အသင်းနဲ့ဒီ Burnley အသင်းတို့ရဲ့ပွဲစဉ်လေးအကြောင်းကိုကျွန်တော်ပွဲကြိုသုံးသပ်ချက်အနေနဲ့လုပ်ပေးကြပါတယ်ဒီ Arsenal နဲ့ Burnley အသင်းရဲ့ဒီပွဲကြိုသုံးသပ်ချက်မလုပ်ခင်ကျွန်တော်တို့တို့ရဲ့ဒီ current form ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိမှာเนาะဒီ Arsenal အသင်းကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတပွဲတည် Channel 4ပွဲကိုအနိုင်ရရှိထားပါတယ်အဲ့တည်ကြတဲ့ပွဲက Man City ကိုသူတို့တည်ကြတာဖြစ်တယ်ပြီးတော့နိုင်တဲ့ပွဲတွေမှာဆိုလို့ရှိရင်ကျွန်တော် Newcastle ဝေဝင်နိုင်ရတာရှိမယ်ပြီးရင်သူတို့တဲ့အများနဲ့ခက်ခဲတဲ့ဒီ West Ham ပေါ့เนาะနိုင်ရတာရှိတယ် West Ham ကဒါပေမဲ့ဒီနှစ်ကခြေစွမ်းအရင်မကောင်းတာလည်းပါတယ်နောက်တော့သူတို့ Fulham ကိုအဝေးပွဲမှာနိုင်ထားတယ်ဒီနောက်ဆုံးကစားတဲ့ပွဲမှာဆိုလို့ရှိရင်သူတို့တဲ့အများနဲ့ခက်ခဲလေးရှိတဲ့ဒီ Crystal Palace ကိုအိမ်ဝဲမှာဒီ Ibrahim Eze ရဲ့တလုံးနဲ့တော့ကိုယ်နဲ့အနိုင်ရရှိထားတယ်ပေါ့နော်အဲ့နောက်ဆုံးဒီ Arsenal ရဲ့ form ကိုကြည့်မယ်ဆိုတော့သူတို့ form ကတော်တော်လေးတည်ငြိမ်တယ်ဟိုရလက်တွေလည်းကောင်းနေတယ်ခြေစမ်းလည်းကောင်းတယ်လို့ပြောလို့ရတယ်တခြားတစ်ဖက်ဒီ Burnley ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ Burnley ကနောက်ဆုံး9ပွဲမှာသူတို့ကတပွဲတည်2ပွဲရှုံး2ပွဲနိုင်ပေါ့နော်သူတို့တည်ကြတဲ့ပွဲမှာဆိုလို့ရှိရင်ရောဒီ Nottingham Forest ကိုသူတို့အိမ်ဝဲမှာတည်ကြတယ်ရှုံးတဲ့ပွဲမှာဆိုလို့ရှိရင်သူတို့ Manchester City ကိုကျတော့ဒီ 5-1 နဲ့ဒီကိုပြတ်ခြေပြတ်ရှုံးခဲ့တယ်နောက်တစ်ပွဲဆိုလို့ရှိရင်သူတို့ Villa ကိုရှုံးတယ်နှစ်ပွဲလုံးကဝေးဝင်နှစ်ပွဲလုံးသူတို့ရှုံးလာတယ်အမှန်ပဲသူတို့ကစားခဲ့တဲ့သူတို့အိမ်ဝင်းပွဲဖြစ်တဲ့ဒီ Burnley ကဒီ Leeds United ကိုတော့ 2-0 နဲ့အိမ်ဝင်းမှာနိုင်ပြီးတော့နောက်ထပ်ဒီအဝေးဝင်ဖြစ်တဲ့ဒီပေါ့နော် Wolverhampton အသင်းကိုတော့သူတို့အဝေးဝင်မှာဒီ2-3နဲ့အနိုင်ရလာတယ်အဲ့တော့သူတို့ရဲ့ form ကပြောရမယ်ဆိုလို့ရှိရင်တက်လိုက်ကျလိုက်လို့ပြောလို့ရတယ်ဟိုဘယ်လိုပြောမလဲရလက်တွေကလည်းမတည်ငြိမ်ဘူးဗျာဟိုဒီနိုင်လိုက်ရှုံးလိုက်တည်ကျလိုက်ဖြစ်နေတယ်ပေါ့အာဆင်နယ်နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့အသင်းရဲ့အဆင့်တန်းလည်းအရန်ကွာတယ်ခြေစမ်းကလည်းအရန်ကွာတယ်ကစားသမားပိုင်းလည်းအရန်ကိုကွာချက်တွေရှိတယ်ပေါ့နော်သူတို့နှစ်သင်းရဲ့ဒီ head to head ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီ Burnley တင်းရဲ့ကွင်းမှာပဲအာဆင်နယ်တင်းကဒီ2023-24 ရာသီက5-0နဲ့နိုင်လာတယ်ဒါပေမဲ့အဲ့ဒီအရှိဒီ2021-22ပေါ့နော်ဒီရှစ်တစ်နှစ်ကျော်ပေါ့မှာဆိုလို့ရှိရင် Burnley တင်းရဲ့ကွင်းမှာအာဆင်နယ်တင်းက1-0ဆိုတဲ့ရလဒ်နဲ့ပဲဒီကျင်းပေါင်းတဲ့ရလဒ်နဲ့ပဲနိုင်လာတယ်ဒါပေမဲ့အဲ့ဒီအရှိကိုထပ်ပြီးစောပြီးကြည့်မယ်ဥပမာ2020-21တို့ဒီ2019-2020ရာသီတို့ကြည့်မယ်ဆိုလို့ရှိရင်တော့ Burnley တင်းရဲ့ကွင်းမှာအာဆင်နယ်တင်းကအနိုင်မရခဲ့ဘူး1-1တည်ရှိမယ်ဒီဇီးဇီးတည်ရှိမယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့အာဆင်နယ်တင်းက Burnley တင်းကိုပြပြတသားအနိုင်ရတာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒီကျွန်တော်ထင်ပါတယ်လူထုတ်ပုံမှာဆိုလို့ရှိရင်မီခဲအာဒီတာကဟို full squad ကိုထုတ်မယ်လို့ထင်တယ်ဗျာ full squad ဆိုတာဥမာဒီဂိုးသမားနေရာမှာဆိုလို့ရှိရင်သူ Raya ကိုပဲသူထင်တယ်သူဒီ Premier League ကိုအာရုံစိုက်ဖို့များတယ်အာဆင်နယ်နီးပြမီခဲအာဒီတာနေတဲ့ဂိုးသမားဆိုလို့ရှိရင် Raya နောက်တန်းမှာဆိုလို့ရှိရင်တော့ဒီ Saliba ကတော့မသေးကြဘူးကျော်ထင်တယ်ဒီ Mosquera နဲ့ဒီGabriel တွဲမယ်ညာဘက်မှာဆိုလို့ရှိရင်တင်ပါမယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့သူ Calafio ကိုပြန်သုံးလာနိုင်တယ်ကွင်းလယ်မှာတော့ကျွန်တော်ထင်တယ်ဟိုသုံးလိမ့်မယ် Zubimendi ကိုသုံးလိမ့်ပါဘာလို့လဲဆိုတော့ Zubimendi ကကျွန်တော်ထင်တယ်ဟိုမှာ Champions League မှာသူပွဲပယ်ထားတယ်ဆိုတော့ Champions League မှာကစားရတဲ့ဒီပွဲမှာတော့သူပါလိမ့်မယ်ပြီးတော့ Rice နဲ့ဒီအလယ်မှာ Ibrahim Eze သုံးပြီးတော့တိုက်စစ်က Gyökeresညာဘက်မှာဆိုလို့ရှိရင်ကျွန်တော် Saka ပါမယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်သူ Trossard ပဲသုံးလိမ့်မယ်Trossard ပါလားဒီခံမှန်း line နဲ့နေနဲ့ဒါကတော့ကျွန်တော်မှန်းတဲ့ line နဲ့ပေါ့နော်ကျွန်တော်ဖြစ်စေချင်တဲ့ line နဲ့လည်းအဲ့တိုင်းလို့ဆိုလို့ထွက်လာမယ်ဆိုတော့မစိုးဘူးပေါ့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ကျွန်တော်ထင်တယ်ဒီအများတန်းဟို sub piece တွေပဲဟိုပရိသတ်တွေဒီ pandits တွေဝေဖန်နေကြပြီးမယ်ဒီပွဲမှာသူတို့အနေနဲ့ကျွန်တော်ထင်တော့ဟို open play ကိုရမယ်လို့ထင်တယ်သူတို့ကစားပုံဟို click လေးမိမယ်ဆိုရင်ပေါ့နော်ပြီးတော့ဒီ Saka တို့ဒီ Gyökeres တို့ Eze တို့ဒီခြေစမ်းပြမယ်ဆိုလို့ရှိရင်တော့ဂိုးလည်းပြတ်သွားနိုင်တယ်ဂိုးကတော့ဟိုပေးမပေးရတော့ပွဲစဉ်ထဲမှာပဲပွဲစဉ်မှာကြည့်ရမှာပေါ့နော်အာဆင်နယ်တင်းအနေနဲ့ဘယ်လိုခန်းစစ်ကိုကစားသွားမလဲဆိုတာတော့ရတဲ့အနေနဲ့ကတော့ကျွန်တော်ထင်တယ်ဒီ2ဂိုးဒါမှမဟုတ်3ဂိုးလောက်တော့3ဂိုးလောက်ထိပြတ်သွားလိမ့်မယ်လို့မှန်းချင်ပါတယ်ဒီပရိသတ်တွေအနေနဲ့ရောဒီအာဆင်နယ်တင်းအနေနဲ့ဒီဘန်လီတင်းနဲ့ပွဲစဉ်မှာရလက်ဘယ်လိုမျိုးထွက်ပေါ်လာမလဲဆိုတာကိုဒီ comment section လေးတွေမှာဝင်ရောက်ဟို predict လုပ်ပေးကြပါဦးလို့တောင်းဆိုရနေပဲဒီဗီဒီယိုလေးဒီမှာဆုံးသက်လိုက်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ